ခံမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေ17ရက်နေ့မနက်ခင်းအဖွင့်နေမနက်မှာတော့6မှာအောင်ခဲ့ပါတယ်ဗျာ12ရက်နေ့မနက်ခင်းတွေ့ရှာဖွေတွေ့ရှိထားတဲ့ဖြစ်နိုင်ခြေကောင်းဆုံးခဏလေးတွေကိုလာပြောပြပေးတာပါအခုပြောပြမယ့်ခဏတွေကတော့ထွက်စင်နေနဲ့ကြာစင်နေ73နှစ်စာခြေခံပြီးရှာဖွေတွေ့ရှိထားတဲ့ခဏလေးတွေကိုလာပြောပြပေးတာပါ12ရက်နေ့မနေ့အတွက်ကောင်းဆုံးရွေးချယ်ပေးထားတဲ့ခဏများဖြစ်ပါတယ်ဒီကဏ္ဍကြီးကကြာစင်နေနဲ့ထွက်စင်နေပုံမှန်မူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာအကောင်းဆုံးတော့စူးစမ်းရှာဖွေပေးထားပါတယ်ကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါလို့ပြောချင်ပါတယ်ကိုကတော့အကောင်းဆုံးစူးစမ်းရှာဖွေပေးထားပါတယ်ဗျာ